ဒီလို vlogs လို့ခေါ်တဲ့သွားဖို့ကြိုးတွေကိုနေ့စဉ်မတုံးတဲ့လူတွေကိုကျွန်တော်တို့သွားစီးခဲ့နေရနေကြိုးဆိုပါတယ်။ဘာကြောင့်မို့လဲဆိုတဲ့အခါကျတော့ဒီလို vlogs တွေကိုမတုံးဘူးဆိုလို့ရှိရင်သွားရိတ်တံမရောက်တဲ့သွားနှချောင်းကြားတွေမှာတချီးတွေအစာတွေကျန်ပြီးတော့မှကျွန်တော်တို့အဲ့သွားနှချောင်းကြားတွေထဲမှာသွားကြောက်တွေဖြစ်လာမယ်။ပြီးတော့တဖုံးတွေနှိမ့်ကျလာမယ်။ပြီးတော့အစာတွေညက်ပြီးတော့မှကျွန်တော်တို့သွားနှချောင်းကြားမှာပိုးစားလာမယ်။ဒါကြောင့်မို့လို့ကိုကသွားပုတ်ကြိုးမတုံးဘူးဆိုလို့ရှိရင်သွားကြောက်ချစ်ဖို့ပြင်ထားပါ။သွားပိုးစားတာတွေကိုသွားဖာဖို့အတွက်ပြင်ထားပါ။သွားအကျော်ထုတ်တာခံရဖို့အတွက်ပြင်ထားပါသွားအစွတ်တွေလုပ်ဖို့အတွက်ပြင်ထားပါဒါကြောင့်မလို့ကျွန်တော်တို့ကသွားတိုက်တာအပြင်ကျွန်တော်တို့သွားဖို့ကြိုးလည်းတစ်နေ့တစ်ချိန်သုံးစေချင်တယ်ပေါ့နော်သွားတိုက်တာကြတော့ကျွန်တော်တို့သွားတွေအကုန်လုံးကိုတော့ပြောင်းတယ်ဒါပေမဲ့သွားနှချောင်းကြားတွေတော့မပြောင်းဘူးဒါကြောင့်အဲ့နှချောင်းကြားတွေမှာယောဂမဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုသွားဖို့ကြိုးတွေကိုလူတိုင်းတစ်နေ့ကိုတစ်ချိန်သုံးရင်ကောင်းတယ်ဘယ်ချိန်သုံးရမှာလဲဆိုတဲ့အခါကျတော့ညဘက်အိတ်ခန့်ကြီးသွားမတိုက်ခင်ပါဆိုလို့ရှိရင်သွားကြတိုင်းကိုဒီရသွားဖို့ကြိုးလေးနဲ့ကျွန်တော်တို့ဒါဆွဲထုတ်ပြီးတန့်ရှင်းပေးပါတော့300လည်းအရန်ကိုလည်းကူတယ်ကျွန်တော်တို့ဘယ်လို300လဲဆိုလို့ရှိရင်ဒီသွားနှချောင်းကြားတဲ့ကိုဒီသွားဖို့ကြိုးလေးကိုဒီလိုထည့်လိုက်အောင်ပဲထည့်ပြီးတော့မှဒီလိုဆွဲထုတ်လိုက်အောင်ပဲသူကကျတော့အဓိကမလုပ်ရမှာကျတော့ဒီသွားဖို့ကြိုးကိုထည့်လိုက်တယ်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ကဝင်သွားပြီဆိုလို့ရှိရင်အထဲထဲကိုဒီလိုကြီးအဲ့လိုဖြတ်လို့မရဘူးကျွန်တော်တို့ဒီလိုလေးထုတ်လိုက်အောင်ပဲပေါ့နော်အဲ့ဆိုတော့လုပ်ရတာအရန်လွယ်ကူပါတယ်ဒီနှချောင်းကြားတဲ့ကိုသွားပုတ်ကြိုးကိုထည့်လိုက်ပါပြီးရင်ပြန်ထုတ်ပါထည့်မယ်ပြန်ထုတ်မယ်တစ်ဘက်ကိုလှုပ်တယ်ဆိုလို့ရှိရင်တစ်ဘက်ကိုဆွဲပြီးထုတ်ပါတစ်ဘက်ကိုလှုပ်တယ်ဆိုလို့ရှိရင်တစ်ဘက်ကိုဆွဲပြီးတော့ထုတ်ပါအဲဆိုလို့ရှိရင်ဒါအစာလေးပါလာမှာပေါ့နော်ကျွန်တော်တို့ပုံမှန်သွားတွေမှာလှုပ်တယ်ဆိုလို့ရှိရင်တဖုံးအောက်ထိထည့်လို့ရတယ်ကျွန်တော်သွားကိုကျွန်တော်ထည့်ပြမယ်ပေါ့နော်အဲ့လောက်လေးထည့်ရဆိုလို့ရှိရင်ဒါဆိုရင်အထဲထဲထိမဝင်သေးဘူးလို့ပြောလို့ရတယ်ဒီထက်ပို့ပြီးတော့ထည့်လို့ရသေးတယ်ပေါ့နော်ဒါကဒီတော့တက်ပါတကယ်လို့ဒီတော့တက်ဆိုရင်တဖုံးလေးထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုပြန်ဆွဲထုတ်လိုက်အောင်မယ်ကျွန်တော်တို့လှုပ်ရှားရှိသွားတယ်ဆိုလို့ရှိရင်ကြတော့လေအရန်ကိုလွယ်တယ်။သွားနှချောင်းကြားအောင်ဆိုလို့ရှိရင်ထက်ခနဲ့အဲ့လိုထုတ်သွားအောင်ပဲပေါ့နော်။ကျွန်တော်ဆိုလို့ရှိရင်လုံနေကြပဲ။ဒါပြင်အဲ့လိုလုပ်တော့အောင်မယ်ဒါဆိုလို့ရှိရင်ဒါအပေါ်ပြီးသွားပြီပေါ့နော်အောက်ဖက်တွေဆိုလို့ရှိရင်အောက်ဖက်တွေကပိုလို့တော့လွယ်သေးတယ်အဲ့လိုပုံစံမျိုးလေးလှုပ်လိုက်ရမယ် floss တွေကအဲ့လိုလှုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါသွားနှချောင်းကြားထဲမှာသွားတိုက်လို့မစင်နဲ့ဒီလိုတချီးတွေအစာအကျွင်းကြံတွေကလုံးဝထွက်လာရောအဲ့ချိန်ကျမှကျွန်တော်တို့ကတပုတ်တန်နေနဲ့ကျွန်တော်မနေ့ကပြထားလို့ပဲစနေကြကြနဲ့အကုန်လုံးတန့်ရှင်းလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခရင်ကကြတော့ဒါ90ရာခိုင်နှုန်းလောက်ပြောင်းသွားမှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလက်ကင်ပါတဲ့သွားပုတ်ကြိုးလေးလည်းသုံးလို့ရတယ်ဒါကတော့အင်္ဂလိပ်အခရာ F ပုံတန်ပေါ့နော်တကယ်လို့ကိုကဒီ N သွားတွေကိုဒီလိုမျိုးအခုကျွန်တော်ပြထားလို့ F ပုံတန်လေးနဲ့ထည့်ပြီးတော့မှမသုံးတတ်ဘူးဆိုလို့ရှိရင် Y ပုံတန် floss တွေလည်းသုံးလို့ရတယ်တကယ်လို့ကိုကဒါတွေနဲ့သုံးရတာအားမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကျိုးခွေနဲ့ဟာကိုလည်းသုံးလို့ရတယ်တကယ်လို့ကိုကကျိုးတွေနဲ့သုံးရတာမကြိုက်သေးဘူးဆိုလို့ရှိရင်ဒီလို water floss တွေလည်းသုံးလို့ရတယ်ကျွန်တော်ကတော့ဒီလိုကျိုးတွေနဲ့သုံးပြီးသွားပြီဆိုလို့ရှိရင် water floss တွေနဲ့ပြန်ပြီးတော့မှဂျူးနဲ့အဲ့လိုဆွဲချလိုက်ရတာနှစ်ခုပေါင်းသုံးတာကိုပို့ပြီးတော့မှတဘောကြတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုအစမှာပြခဲ့တယ်လို့ပဲသွားနဲ့ခရင်ကျမရေးပြဿနာတွေမဖြစ်ချင်ဘူးဆိုလို့ရှိရင်သွားတွေကိုတေချာတိုက်ပါသွားတွေကိုတစ်နေ့နှစ်ကြိမ်တိုက်ပါပြီးတဲ့ခါကျလို့ရှိရင် vlogs လို့ခေါ်တဲ့သွားဖို့ကြိုးတွေနဲ့လည်းသွားကြတိုင်းကိုတစ်နေ့တစ်ကြိမ်တန့်ရှင်းလုပ်ပေးပါခင်ဗျာအခုက2026တောင်ရောက်နေပြီ
အခုဆိုလို့ရှိရင်လူတိုင်းလည်း AI တွေကိုအသုံးပြုနိုင်နေပြီ AI နေနဲ့လည်းယဉ်နှီးနေကြပြီပေါ့နော်အဲ့ချိန်မှာဒီသွားဖို့ကြိုးကြီးတွေတုံးလို့ကျွန်တော်တို့သွားကြီးတွေကျဲွားတယ်ပါညာအဲ့လိုမျိုးအယူအဆအမားတွေတို့အယူအဆလွဲနေတဲ့ဟာတွေတို့ဆိုလို့ရှိရင်လက်မခံတော့နဲ့ကျွန်တော်တို့ဒါကိုယ့်ဟာနဲ့ကိုယ်ဆိုလို့ရှိရင်တများပြောတိုင်းလဲယုံစရာမလိုဘူး line ပေါ်မှာတွေ့တဲ့အချက်လက်တွေဆိုလို့ရှိရင်ကိုယ့်ဟာနဲ့ကိုယ်လဲကျွန်တော်တို့ internet မှာရှာပြီးတော့မှမှန်နေတဲ့အချက်လက်တွေကိုပြောနေတာလားမားနေတဲ့အချက်လက်တွေပြောနေတာလားဆိုတော့လဲပြန်ပြီးတော့မှစစ်ဆေးကြည့်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့2026မှာဆိုလို့ရှိရင်သွားဖို့ကြိုးတုံးလို့သွားကျဲတာတွေသွားပို့ချတာတွေအဲ့လိုမျိုးတွေမယုံတော့နဲ့เนาะဒါဆိုရင်တနေ့တစ်ချိန်သွားဖို့ကြိုးတုံးပြီးတော့မှသွားတွေကိုတန့်ရှင်းလောက်ကြမယ်เนาะကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ရမယ်နေ့ရက်တိုင်းမှာပြောပြနေကြပါစေခင်ဗျာ